နဲ့ဆေးကြောင်းတက်လို့ရလားတဲ့GD နဲ့ဆေးကြောင်းတက်လို့ရလားဆိုတော့ရတယ်ဒါပေမဲ့ဓာတ်ရိုက်တော့မရဘူးသူ့ကိုဒီလိုမျိုးအလွယ်မှတ်လို့ရတယ် IGCSE ကကြတော့ဆေး line ကိုဓာတ်ရိုက်သွားလို့ရတယ်ဒါပေမဲ့ဒီ GD ကကြတော့သူက indirect way ပေါ့နော် indirect သွားလို့ရတယ်ဒါပေမဲ့ဓာတ်ရိုက်တော့သွားလို့မရဘူးသူကသဆင့်ခံရတာပေါ့နော်ဂျားထဲမှာဘာလို့လဲဆိုတော့တစ်အချက်ကဒီဆေး line medicine head girl line တွေကကြတော့သူကငကိုကလေးကလည်းစီမင်းစီကန်းတွေတင်းကျပ်တယ်ဝင်ခွင့်တင်းကျပ်တယ်ဒါနံပါတ်1အချက်နော်နံပါတ်2ချက်ကဒီ GD မှာကြတော့ဒီ GD မှာသင်ကြားတဲ့ဘာရရက်တွေမှာchemistry biology တီးသန့်ဒီအသေးစိတ်တွေမပါဘူး IGCSE မှာကြတော့အသေးစိတ်ပါတယ်ပေါ့နော် medicine ဆေးပညာ line ကိုတက်မယ်ဆိုရင်ဒါတွေက foundation ရထားမှသူကတက်လို့ရတာပေါ့နော်ဆေးကြောင်းက GD မှာဒီဘာရရက်တွေမပါဘူးဒါကြောင့်ဒီ UK တို့ Australia တို့ Singapore တို့စတဲ့ဒီနိုင်ငံတွေကစေတက္ကသိုလ်တွေဆိုရင်ဥပမာ MBBS ပေါ့နော်ဒါတော်တော်များသိကြတာဒီလိုစေတက္ကသိုလ်တွေကကြတော့ GD ဓာတ်ရိုက်လက်မခံပါဘူးမဟုတ်ဘူးကိုက GD နဲ့ပဲစေးကြောင်းကိုမဖြစ်မနေသွားချင်တယ်ဆိုရင်လမ်းကြောင်း2မျိုးရှိတယ်နော်လမ်းကြောင်း foundation လမ်းကြောင်းရှိတယ်ဥပမာကိုက GD ကိုတက်ပြီးသွားပြီဆိုရင်ဒီထိုင်းနိုင်ငံတို့အေရှနိုင်ငံတနိုင်ငံမှာပေါ့နော်တော်တော်များအခုနောက်ပိုင်းယူကြတာထိုင်းနဲ့မလေးရှားပေါ့ထိုင်းမှာဆိုရင်ဥပမာမဟီဒိုတို့ချူလာလောင်ကွန်University တွေမှာနောက်မှလည်းမလေးရှားမှာပေါ့နော်မလေးရှားတက္ကသိုလ်တွေမှာဒီဆေးပညာနဲ့ဆက်ဆက်တဲ့ဒီ Science Foundation တွေ Science Foundation တို့ဒီ Biomedical Science Diploma တို့Diploma တစ်ခုခုထပ်တက်ရတယ်အဲ့ဒီ Diploma တက်ပြီးတော့ Science Foundation တွေရသွားပြီဆိုရင်ဝင်ခွင့်ဖြည့်မယ်ဆေးကြောင်းတက်နိုင်ဖို့တော့ဝင်ခွင့်ကိုပြောတာเนาะဆိုတော့ဆေးကြောင်းဝင်ခွင့်ဖြည့်မယ်အဲ့ဒါပြီးရင်ဒီ MD ဆေးတက္ကသိုလ်ပေါ့เนาะ MBBS တို့ဆိုတော့9နှစ်ကနေ6နှစ်တက်ရတဲ့ဆေးကြောင်းပေါ့အဲ့ဒါကိုတက်လို့ရတယ်ပြီးရင်ကိုဆရာဝန်လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကလမ်းကြောင်း B ပေါ့နော်လမ်းကြောင်း B က pre-med လမ်းကြောင်းလို့ခေါ်တယ် pre-med လမ်းကြောင်းကကျတော့အရင်ဦးဆုံးကိုက GD ကိုပြီးအောင်တက်မယ် GD ပြီးသွားရင်သူလဲသဆင့်ခံနော် bio medical science တို့လို့ဘွဲ့ပေါ့သူကကျတော့ဘွဲ့ခုနက diploma လမ်းကြောင်း diploma foundation လမ်းကြောင်းဒါကကျတော့ဘွဲ့လမ်းကြောင်းပေါ့နော် biomedical တို့ science နဲ့သက်ဆိုင်တဲ့ဟိုဘွဲ့ပေါ့ဘွဲ့တစ်ခုကိုအရင်ယူမယ်ပြီးသွားရင်အဲ့ကနေသဆင့်ဒီ MD ဆေးတက္ကသိုလ်ပေါ့နော်သူကgraduate entry medicine လို့လည်းခေါ်တယ် MD ဆေးတက္ကသိုလ်4နှစ်ရှိတယ်အဲ့ဒီ MD ဆေးတက္ကသိုလ်4နှစ်ကို American Philippine Caribbean မဟုတ်ရင်ဒီ Thai နိုင်ငံတို့လိုမှာရှိတဲ့ဒီနိုင်ငံတကာဆေးတက္ကသိုလ်တွေမှာဆက်တက်လို့ရတယ်ပေါ့နော်ဆေးတက္ကသိုလ်တက်ဖို့အတွက်ကိုဂျားထဲမှာဝင်ခွင့်ကကြတာဘယ်တက္ကသိုလ်ပဲတက်သူကဝင်ခွင့်တွေတော့ရှိတယ်ပေါ့နော်ဝင်ခွင့်ဖြေရတယ်ဆေးတက္ကသိုလ်မှာဆိုရင်ကျွန်တော်တို့ MCAT လို့ခေါ်တာပေါ့နော် MCAT ပေါ့ MCAT ကတော့ကိုကဖြေပေးရမယ်ပေါ့နော်ဒါကကြတော့သူသတ်မှတ်ထားတဲ့ University ဝင်ခွင့်တွေပေါ့ IGCSE နဲ့ GED ကိုရှင်ကြည့်မယ်ဆိုရင်ကိုကဆေးကြောင်းသွားမယ်ဆိုရင် IGCSE ကိုပဲကျွန်မ recommend ပေးချင်တယ်ဘာလို့လဲဆိုသူက direct way ဖြစ်တယ်ပြီးရင်ခုန GED indirect way နဲ့ရှင်ကြည့်လိုက်ရင် IGCSE လမ်းကြောင်းကကြတော့ဇိတ်ကိုတက်တာသွားမယ်ပေါ့နော်ဘာလို့လဲဆိုသူကမြန်မာပြည်မှာတင်ဖြေလို့ရတယ် IGCSE က GED ကကြတော့ကိုကဂျားကနိုင်ငံတစ်ခုခုမှာဒီပလိုမာတို့မဟုတ်ဟိုယူရမယ်ပေါ့နော်ဒီပလိုမာတို့ဒီဘွဲ့တစ်ခုခုယူပေးရတယ်ဒါကကြတော့မဟုတ်ဘူးမဖြစ်မနေ GD နဲ့သွားချင်တဲ့လူတွေအတွက်ပေါ့နော်အဲ့လိုလမ်းကြောင်းလမ်းကြောင်း A နဲ့လမ်းကြောင်း B ဆိုပြီးတော့တွားလို့ရတယ်ကျွန်မခုနကပြောသွားတဲ့အထဲမှာပေါ့နော်လမ်းကြောင်း AB ရှိတယ်ဒါပေမဲ့ကျွန်မကိုလာပြီးတော့ advice တောင်းမယ်ဆိုရင်ဘယ် line ရွေးရမလဲဘယ် line ရွေးရင်ပိုကောင်းလေ recommend ပေးပါဆိုရင်ဆေးကြောင်းဆိုရင်တော့ကျွန်မ IGCSE ကိုပဲ recommend ပေးတယ်ဒါပေမဲ့ GD နဲ့ရောဆေးကြောင်းလုံးမရနိုင်ဘူးလားဆိုမဟုတ်ဘူးရနိုင်တယ်ဒါပေမဲ့သူကဓာတ်ရိုက်တော့မရဘူးဒီခုနပြောသလိုမျိုးသူ့ရဲ့ဘာသာရက်တွေထဲမှာဒီလိုဆေးကြောင်းကလိုအပ်တဲ့ foundation တွေတိတ်မပါဘူးပေါ့နော်အခါကျတော့ကိုကသဆင့်ကန်ထပ်တက်ပေးရတယ်ပေါ့နော်ဒီဟာလေးရှင်းမယ်လို့ထင်ပါတယ်အဖြေရသွားမယ်လို့ထင်ပါတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့မေးချင်တဲ့ question တွေပါရှိရင်လည်းဒီ post comment မှာပဲဖြစ်ဖြစ်ကျွန်မရဲ့ message box မှာပဲဖြစ်ဖြစ်လာပြီးတော့မေးမြန်းလို့ရပါတယ် message box ကကြတော့နည်းနည်း traffic ဖြစ်တယ်ပေါ့နော်ဆိုပို့တိကြခြင်းတော့
ဒီ comment မှာဆိုရင်ကျွန်မပုံမြင်တာများတယ်ပေါ့နော် comment ပေးသွားလို့ရပါတယ်ဒီ comment တွေထဲမှာကျွန်မအမြင်ပတ်စင်ပေါ့နော်ပတ်စင်မေးဖြေကဏ္ဍလေးတွေဗီဒီယိုလေးတွေလုပ်ပြီးတော့မျှဝေပေးပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်